နွေမလာကိုဆိုရင်ဒါ5ချက်လုံးဒါ5ချက်ရဲ့မစီတို့ရောဒီနေ့နွေရာသီမှာအသားရည်ကိုဘယ်လိုကိစိုက်ကြမလဲနွေရာသီမှာ UV intensity အရမ်းမြင့်လို့ skin barrier ပျက်စီးတာအမဲဆက်တွေတိုးလာတာနဲ့အရေးပြားပြင်စာဖြစ်နိုင်ခြေရှိပါတယ်အထူးသဖြင့်လူရင်းမိတွေအရာကဥယျာဉ်ပြား step ပါဥယျာဉ်ပြားကလည်းအရေးပြားပဲမို့လို့နီလောင်တန်ကြောင်စပင်ကျွတ်တာစပင်ပါဝါတွေဖြစ်လာနိုင်တယ်နော် SPF 30အနည်းဆုံးလိမ့်မှာအောက်တော့ညရင်တော့ SPF 15သုံးပါနော် reapply လုပ်ပါ2နာရီကနေ3နာရီကြာတစ်ခါပြန်လင်းပြဖို့လိုပါမယ် lightweight သုံးပါຫນွေမှာ gel base သို့မဟုတ် water based moisturizer ကပိုပြီးတော့တင့်တော်ပါတယ် antioxidant vitamin C လိုမျိုးပါတဲ့ skin care သုံးပေးပါသပင်ခွဲချောင်းနဲ့ hairline တွေကိုပါ SPF လိမ့်ဖို့မမေ့ပါနဲ့ဒါအပြင် the mist spine ကနေပြီးတော့မှထုတ်ထားတဲ့ scalp treatment လေးနဲ့ပါဥယျာဉ်ပြားကိုခေါင်းလျှော်တိုင်းတန့်ရှင်းလုပ်ပေးမယ်ဆိုလို့ရှိရင်အမြဲတမ်းအေးမြပြီးတော့တန့်ရှင်းနေတဲ့ဥယျာဉ်ပြားလေးပိုင်ဆိုင်နိုင်ပါနော်နေမပူလဲ sunscreen မကြော်ပါနဲ့နော်နောက်တစ်ခုကတော့အစီပြန်မကြောက်ပြီးတော့ moisturizer မလိမ့်မဲ့နေတာပါဒါကတော့ no ပါနော် moisturizer မလိမ့်လို့ရှိရင်အသားအရည်ကအဆိုတက်လိုအပ်နေတယ်လို့ထင်ပြီးတော့မှအစီတွေပို့ပြီးတော့မှထုတ်ပြနိုင်လို့ပါ over exfoliation မလုပ်ပါနဲ့နော်ပြီးတော့မနက်7:00နာရီကနေပြီးတော့မှညနေ3:00နာရီအတွင်းအသားအရည်ကိုနေရာတိုက်ရိုက်ထိပြတာရှောင်ပေးတာကအကောင်းဆုံးပါပဲအကယ်လို့ကိုကနေပြီးတော့မှအပြင်မဖြစ်မနေထွက်ရတယ်ဆိုလို့ရှိရင်ချီးတို့အုတ်ထုပ်တို့နေလောင်ကာတို့ကတော့ဆောင်းသွားပါနော်ပြီးတော့နောက်ဆုံးမှာဥယျာဉ်ပြအကလေးစိုက်ဖို့လည်းမမေ့ပါနဲ့နော်ဒီနည်းလမ်းတွေနဲ့နွေရာသီမှာအသားရည်ကိုအကောင်းဆုံးကာကွယ်လိုက်ရအောင်နောက်ထပ်သိချင်တာရှိလို့ရှိရင်လည်း comment မှာမှတ်ခဲ့ပေးဦးနော် bye bye